baby ဖနဲ့ကြိုးပြီနေ ဟာကိုကလေးဖနာကကျိုးမှာ baby စားပါဆိုနေ ဟာကိုကွာလေကွာကိုစား ပေးဘူးမလို့စားတယ်ရော့နင်လည်းမြူရော့နင်လည်းမြူ ဟာချစ်ချစ် ဟာကိုကို အခုဒါတော့ baby ရဲ့ အဲ့ဒါရပါကြီးတော့လန့်သွားပဲ ဩဒါကိုတငယ်ချင်းလေခလေးနဲ့ဒီနေ့ထိမှမို့လို့ကိုအဖော်ခေါ်လာတာသူ သိရတော့ဝင်သားပါတယ်ရှင် အဲ့ဆိုလို့ရှိရင်ငါခလေးနဲ့တော့တိတ်လာအောင်မယ်အင်္ဂါဆောင်ပြီနော် ညလုံးနော်အာရှင်သိရအောင် ပြေးပါဟာ baby ဖနဲ့ကြိုးပြီနေ ဟာကိုကလေးဖနာကကျိုးမှာ ဟုတ်တာပဲဖုံပြီးနေရအောင်ပါကိုဖုံတော့ပြီနော်โอเคရသားပြီ ကိုအရန်ရုပ်တက်တာပဲနော်ကလေးကဒီတခါလူရင်းမှတ်ပြီးတင်နေ ဒါပေါ့ ကိုရင်စားနော် baby စားပါ baby ကိုရင်စားလို့ဆိုနေ baby စားပါ ကိုစားပြီးမှစားမှာကိုစားနော်နော် baby စားပါ ဟာကိုကွာလေကွာကိုစား ပေးဘူးမလို့စားတယ်ရော့နင်လည်းမြူရော့နင်လည်းမြူစောက်လုံးနေတော့ပေးတယ် ကို တရား ကိုတငယ်ချင်းကနည်းနည်းတမျိုးဖြစ်နေတယ်လို့ပေါ့နော် မဟုတ်ပါဘူး तू ကသစိမ်းမို့လို့ပါနောက်ကြခင်သွားရင်ဒါမစီပြီးတော့မအေးစိနော် ခင်သွားရင်တော့သိကြမှာပါနော် ကဲဒီနေ့ကိုနဲ့လေရတာပြောရလား ပျော်တာပေါ့ကိုရဲ့ပျော်တာပေါ့ကိုရဲ့ကိုကလေအရန်ကျင်လာတတ်တာပဲသိလားပြီးတော့လေအရန်လဲချောတယ်ကျင်လာရင်လေကိုနဲ့မင်္ဂလာဆောင်ပြီးတော့အတူတူအောင်နေကြတယ် ဟုတ်ပါပြီကဲအဲ့ဒါဆိုရင်ကိုပြန်တော့မယ်နော် ပြန်တော့မလားကိုရဲ့အဲ့ဆိုလေကြံငန်နီးလေးကိုပိုင်ခစ်ဆိုရင် ဒီမှာဖီးတဲ့နဲ့ဟမ်သူဘေးနေရအောင်လက်မခံလို့နင်းလို့အစ်မနဲ့တွဲကြပါဆိုလို့ဟာလှုပ်ထားပေးတာနော် ဘယ်လိုဖြစ်ကောင်းနာ ဟုတ်တယ်အကူကလေညီမကိုစိတ်ဝင်စားရဲ့ဒီရှင်နာအောင်မရလေ အော်ယွန်းအောင်အာ ခုတော့လေကိုဂေးဆိုတာလက်ခံသွားပြီ အော်ဂေးအဲ့ဆိုသူလည်းဂေးပေါ့ မင်းကြားရမလားငါတို့ကဘာကြီးလဲဆိုတာလာသွားမယ် တငယ်ချင်းဆိုပြီးတော့တငယ်ချင်းနဲ့ဖြစ်နေငါကြီးသားများတော့ငါယောက်ျားများတော့